Hello ဒီနေ့မှာကျွန်မက job work career အဲ့ဒီစလုံးသုံးလုံးရဲ့တူတဲ့အချက်နဲ့ကွဲပြားခြားနားတဲ့အချက်ကလေးကိုပြောပြပါမယ်တူတဲ့အချက်ကတော့နှစ်ချက်ရှိရပေါ့နော်ပထမဆုံးတစ်ခုကဘယ်သူမှမလုပ်ချင်ကြတာနောက်တစ်ခုကကျတော့ကျွန်မတို့မြန်မာလိုဘာသာပြန်နေဆိုလို့ရှိရင်အလုပ်အကင်လိုပဲဘာသာပြန်နေပေါ့နော်ဒါပေမဲ့အင်္ဂလိပ်လိုကြတော့ကျွန်တော်တို့ဒီ၃မျိုးကသုံးတဲ့နေရာလေးနည်းနည်းကွဲတယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ခု job ကကြတော့လက်ရှိဝင်ငွေရဖို့လုပ်နေတဲ့အလုပ်အဲ့ဒါကိုကျွန်တော်တို့ job လို့ခေါ်ပါမယ်what do you do for a living ဝင်ငွေရဖို့ဘာလုပ်နေလဲဘာအလုပ်လုပ်နေလဲအဲ့လိုမေးရဲဆိုရင် oh I'm a cashier လုပ်နေတယ် I'm a nurse လုပ်နေတယ်ဒါဆိုရင်ကျွန်တော်တို့ဒီရဲ့ job လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ long term ပေါ့နော်ရေရှည်သွားဖို့စဉ်းစားထားရတယ်ဖြစ်မယ်ဒါမှမဟုတ်ရေရှည်သွားဖို့နောက်ထပ်အလုပ်ကိုင်တစ်ခုရဲ့ stepping stone အနေနဲ့ပေါ့နော်ဒါကိုလုပ်ပြီးရင်ဒီကနေ experience ရလို့ရှိရင်နောက်ထပ်တစ်ခုထပ်ပြောင်းမယ်အဲ့လိုစဉ်းစားထားတဲ့ဟာမျိုးတွေဆန်ရဖို့အတွက်ကျွန်တော်တို့လောလောဆယ်မှာလုပ်နေတဲ့အလုပ်တွေအားလုံးကျွန်တော်တို့က job လို့ခေါ်လို့ရတယ်ပေါ့နော် work ကကြတော့ job နဲ့နည်းနည်းကွဲပါတယ်ဘယ်လိုကွဲလဲဆိုတော့ကျွန်တော်တို့ပတ်စံရသည်ဖြစ်စေပတ်စံမရဘူးဖြစ်စေကျွန်တော်တို့လုပ်စရာအလုပ်အားလုံးကိုကျွန်တော်တို့က work လို့ခေါ်လို့ရတယ်အဲ့ဒါကကျွန်မခုနပြောသူ job နဲ့ပတ်သက်တဲ့အလုပ်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အိမ်အလုပ်တို့အိမ်စာတို့ကျွန်တော်တို့ hobby အတွက်လုပ်နေတဲ့တစ်ခုခုအဲ့လိုဟာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဥပမာ I have a lot of work to do today ဒီနေ့လုပ်စရာအများကြီးရှိတယ် I have housework အိမ်လုပ်ရှိတယ် I have homework အိမ်စာတွေလုပ်ဖို့ရှိတယ်ဒါမှမဟုတ် I have a lot of paintings to do ဒီနေ့ပကြီးဆွဲကြရအများကြီးရှိတယ်ဒါဆိုလို့ရှိရင်ဒီပကြီးဆွဲတာကကျွန်တော်တို့ပတ်စံရခြင်းရမယ်ပတ်စံရခြင်းမှလည်းရမယ်ဒါပေမဲ့ကျွန်တော်တို့ effort ထုတ်ရတယ်ပေါ့နော်ခွာတစ်ခုခုထည့်ပြီးလုံးလာဆိုင်ပြီးလုပ်ရတဲ့အလုပ်ဖြစ်တယ်ဆိုရင်ဒါကို work လို့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ career ပေါ့နော် career ကကြတော့ကျွန်တော်တို့ရေရှည်အတွက်ရင်းနှီးမြှုပ်နှံပြီးတော့လုပ်ရတဲ့အလုပ်တွေကို career လို့ပြောလို့ရပါတယ်ဒီမှာရင်းနှီးမြှုပ်နှံနေဆိုတဲ့အချိန်မှာငွေအားဟုတ်ချင်မှာဟုတ်မယ်ပေါ့နော်အချိန်အားဖြင့်လူအားဖြင့်ညာအားဖြင့်ဒီလိုမြှုပ်နှံရတဲ့အလုပ်တွေကိုဆိုရင်ကျွန်တော်တို့က career လို့ပြောလို့ရတယ်ပေါ့နော်ဆိုလို့ရှင်ဒီ၃ခုကအလိုလေး꿰တယ်ပေါ့နော် so yeah I hope you learned something from this I'll see you in the next video bye